ယနေ့ခေတ်မှာကျွန်တော်တို့ graphic design တွေဆွဲမယ် animation တွေဖန်တီးမယ်ဆိုရင် mouse လေးကိုကင်လိုက်မယ်ဒါမှမဟုတ် drawing pen လေးကိုကင်ပြီးအဆုံးအစမရှိ creation တွေလုပ်နိုင်တဲ့ digital art တွေကစလို့ computer aided design AutoCAD တို့လို digital engineering ပုံရိပ်တွေအထိဖန်တီးနိုင်တဲ့ digital creation လောကကြီးကိုဘယ်သူကစတင်ခဲ့တာလဲ Ivan Edward Sutherland ဆိုတဲ့ လျှပ်စစ် engineer ပညာရှင်တစ်ဦးက1963ခုနှစ်မှာ Sketchpad ဆိုတဲ့စနစ်ကိုစတင်တည်ထွင်ခဲ့ပါတယ်။အဲ့ခေတ်ကကွန်ပျူတာတွေကအခန်းတစ်ခန်းစာလို့ကြည်တာလူတိုင်းသိပါတယ်။ Digital Creation နည်းပညာတွေရဲ့အစဖြစ်တဲ့ Sketchpad စနစ်ကဘလို့အလုပ်လုပ်တာလဲဆိုရင် CRT ဖန်ဆားပြင် monitor ရဲ့ light pen လို့ခေါ်တဲ့အလင်းကိုအောင်ခံနိုင်တဲ့ pen push button လို့ခေါ်တဲ့ keyboard လို့ခလုတ်ခုံရယ်ကိုကွန်ပျူတာနဲ့ချိတ်ဆက်ပြီးတော့အလုပ်လုပ်ပါတယ်။ Computer graphic control စနစ်နဲ့ light pen ရဲ့ကြားမှာ hardware တစ်ခုခံထားပြီး monitor ပြစ်လွတ်ထားတဲ့အလင်းတန်းတွေကို light pen ရဲ့ထိပ်က photo sensor လေးရဲ့အချက်ပြမှုနဲ့ပိတ်လိုက်ပြီးအမဲရောင် line လေးတွေနဲ့ပုံဖော်တဲ့စနစ်ဖြစ်ပါတယ်။ဒါဟာသမိုင်းမှာပထမဆုံးလူနဲ့ကွန်ပျူတာအပြန်အလှန် interactive ပုံဆွဲနိုင်တဲ့နည်းပညာတစ်ခုဖြစ်ခဲ့ပါတယ်။1960နှောင်းပိုင်းကာလတွေမှာတော့ Frieder Nack နဲ့ Manfred Mohr တို့လိုပညာရှင်တွေကကွန်ပျူတာ algorithm တွေကိုအသုံးပြုပြီး digital ပကြီးကားတွေကိုစတင်ဖန်တီးခဲ့ပါတယ်။ဒီပကြီးကားတွေကကိုယ်တိုင်လက်နဲ့ဆွဲတာမဟုတ်ပါဘူး။ကိန်းဂဏန်း metric တွေသင်္ချာ formula တွေမြင်းကွင်းမြင်းဖြောင်းထွက်လာဖို့ကုတ်တွေကိုအရင်တွက်ချက်ရေးသားပါတယ်။ရေးသားထားတဲ့ကုတ်တစ်ချောင်းချင်းစီကို punch cut စက်ကူကပြားတွေပေါ်မှာအပေါက်တွေအဖြစ်ပြောင်းလဲပြီး punch ရိုက်ပါတယ်။ punch cut တွေဆိုတာယနေ့ခေတ် CD ပြားတွေလိုပါပဲ။အဲ့ဒီခေတ်ကကွန်ပျူတာ program ကုတ်တွေကိုဖတ်ဖို့အတွက် storage နည်းပညာတစ်ခုပါ။ punch cut ပေါ်ကကုတ်တွေကိုကွန်ပျူတာတွက်ချက်ပြီးတွက်ချက်လို့ရတဲ့ data တွေကို Zoo Graphomat Z64 plotter set စီကိုပို့ပေးပါတယ်။စက်မှာပါတဲ့ stepper motor နှစ်ခုက 8axis နဲ့ y-axis အတိုင်းရွေးရှားပြီးလက်တံမှာတက်ထားတဲ့ Rapidograph input ကိုအနှိမ့်အမြင့်လောက်ခါစက်ကူပေါ်မှာ geometry ပုံစံတွေလှပတဲ့ pattern တွေဖန်တီးတာဖြစ်ပါတယ်။ဒီလိုနဲ့ကွန်ပျူတာနဲ့ screen တွေပေါ်မှာပုံတွေ design တွေဖန်တီးလို့ရတာကိုလူတွေကတဖြည်းဖြည်းစိတ်ဝင်စားလာပါတယ်။အစောပိုင်းကာလတွေမှာတော့ကွန်ပျူတာပေါ်ကပုံတွေကအဖြူအမဲမြင်းချောင်းတွေပဲဖြစ်နေပါသေးတယ်။1983ခုနှစ်မှာတော့ Richard Shoup ဆိုတဲ့ programmer တစ်ယောက်က ZRPARC Research Center မှာ analog camera တစ်လုံးကလာတဲ့ slide တွေကိုကွန်ပျူတာနားလည်တဲ့ 8-bit digital data pixel ပုံရိပ်တွေအဖြစ်ပြောင်းလဲပေးနိုင်တဲ့စနစ်တစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။ Super Paint လို့ခေါ်တဲ့ဒီစနစ်ကကင်မရာကနေ digital ပြောင်းလဲလိုက်တဲ့ data တွေကို frame buffer လို့ခေါ်တဲ့ရုပ်ထွက်မှတ်ဉာဏ်တွေမှာဓာတ်ရိုက်သိမ်းဆည်းပြီး monitor ဖန်ဆားပြင်ပေါ်မှာချက်ချင်းထုတ်လွှင့်ပြသတာဖြစ်ပါတယ်။ဒီလိုနဲ့1980နောက်ပိုင်းကာလတွေမှာတော့ကွန်ပျူတာနည်းပညာတွေ software နည်းပညာတွေတဖြည်းဖြည်းတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။1984ခုနှစ်မှာတော့ Apple က Mac Paint ကိုမိတ်ဆက်ခဲ့ပြီး Mac InTouch ကွန်ပျူတာတွေပေါ်မှာတာမန်လူတွေပါပုံဆွဲနိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။ဒါပေမဲ့အဖြူအမဲတခြားလေးတွေကိုသုံးပြီးဆွဲရတဲ့ပုံစံမျိုးပဲဖြစ်နေပါသေးတယ်။အဲ့ဒီအချိန်ကနည်းပညာအရ monitor မှာ color ထည့်လိုက်ရင် resolution အရန်ကျသွားပြီးစာလုံးတွေဝါသွားတတ်ပါတယ်။ Steve Jobs က Mac ကွန်ပျူတာတွေကို typography နဲ့ graphic အတွက်ရုပ်ထွက်ပြတ်သားလိုချင်ခဲ့တာပါ။ဒါကြောင့်ရုပ်ထွက်အလွန်ကောင်းတဲ့အဖြူမဲစက်ခွင့်ကိုပဲအစောပိုင်းမှာတမင်ရွေးချယ်ထုတ်လုပ်ခဲ့တာပါ1989ခုနှစ်ရောက်တဲ့အခါမှာတော့256ရောင်အထိပြသနိုင်တဲ့ Mac InTouch 2ထွက်လာခဲ့ပြီး Adobe ကလည်း Mac InTouch တွေပေါ်မှာ Illustrator ကိုစတင်ထုတ်ဝေခဲ့ပါတယ်ဒါဟာ vector graphic တွေရဲ့အစဖြစ်ပြီး packaging တွေ logo တွေနဲ့ပုံနှိပ်လုပ်ငန်းတွေအတွက်ကြီးမားတဲ့ပြောင်းလဲမှုကြီးဖြစ်ခဲ့ပါတယ်Windows ကွန်ပျူတာတွေပေါ်မှာလည်း CorelDRAW ကို1989ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပြီး Windows ပေါ်မှာအသုံးပြုနိုင်တဲ့ပထမဆုံးအပြည့်စုံဆုံး Vector Graphic Editor တစ်ခုဖြစ်ခဲ့ပါတယ်။1989နောက်ပိုင်းတွေမှာ Illustrator ကလည်း Windows ဘက်ကိုခြေဆန့်လာခဲ့ပြီး Windows အသုံးပြုသူတွေကြားကိုထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။1990မှာတော့ Adobe က Thomas Knoll နဲ့ John Knoll တို့ဖန်တီးခဲ့တဲ့ Photoshop ကိုဖြန့်ချီခွင့်လိုင်စင်ဝယ်ခဲ့ပြီး Adobe Photoshop 1.0 ကိုApple ကွန်ပျူတာတွေပေါ်မှာစတင်ဖြန့်ချီခဲ့ပါတယ်။1990နှစ်ကုန်ပိုင်းလောက်မှာတော့ Windows တွေပေါ်မှာ Photoshop ရောက်လာခဲ့ပြီး Digital Creation လောကကြီးကအရှိန်အဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။ဒီလိုနဲ့20ရာစုနှစ်တွေမှာကွန်ပျူတာနည်းပညာနဲ့ software နည်းပညာတွေဟာအလင်းအမြန်တိုးတက်လာခဲ့ပြီး21ရာစုကိုရောက်တဲ့အခါမှာတော့ Digital Art တွေဟာပြဋ္ဌာန်းနေတဲ့ 2D အဆင့်ပိုင်းရပ်တန့်မနေတော့ပါဘူး။ 3D modeling တွေ rendering နည်းပညာတွေအရှိန်အဟုန်နဲ့တိုးတက်လာခဲ့ပါပြီ။လွန်ခဲ့တဲ့နှစ်60ကျော်က Ivan Edward Sutherland ရဲ့ screen ပေါ်ကမြင်းချောင်းလေးတစ်ကြောင်းဟာဒီနေ့ခေတ်မှာတော့အကန့်အသတ်မရှိတဲ့ဖန်တီးမှုကဘာကြီးဖြစ်လာခဲ့ပါပြီ။မိတ်ဆွေတို့ရောအခုလက်ရှိမှာဘယ် design software ကိုအများဆုံးအသုံးပြုနေကြလဲ။ comment မှာမျှဝေသွားလို့ရပါတယ်